လို့မရောင်းရသေးတာလဲmarketing တော့လုံနေတယ်ဒါပေမဲ့ရောင်းလည်းမရောင်းရဘူးကိုသက်မှတ်ထားတဲ့ဒီ sales target လည်းမပြည့်မီဘူးဆိုလို့ရှိရင်အများစုက ADS နဲတာလို့ budget မလုံလောက်ဘူးလို့တွေးတတ်ကြတယ်အဲ့ဒီအချိန်မှာလုပ်ငန်းရှင်အများစုစလုပ်တတ်တာက content များများတင်တယ်ပိုကောင်းတဲ့ design တွေကိုဖန်တီးရယ် ADS တွေကိုများများ run တတ်ကြတယ်ဒီအချိန်တွေကို customer ဘက်ကကြည့်မယ်ဆိုလို့ရှိရင် customer တွေက post တွေကိုသာမြင်နေရပြီးတော့ကိုယ့်လုပ်ငန်းကဘာအတွက်ကောင်းတယ်ငါတို့အတွက်ဘာအကျိုးကျေးဇူးရှိရဆိုတဲ့အဖြေကိုတွေ့မနေပါဘူးဒီအချိန်တွေကိုကျွန်တော်တို့သုံးသပ်ကြည့်မယ်ဆိုလို့ရှိရင် marketing ကကြည့်ရတဲ့အဆင့်မှာသာရှိပြီးတော့ဆုံးဖြတ်နိုင်တဲ့အဆင့်ကိုမရောက်သေးပါဘူး marketing လုပ်နေပြီးဒီမရောင်းရတဲ့ပြဿနာတစ်ခုကိုပြောပါဆိုလို့ရှိရင်ကျွန်တော်တို့ message မရှင်းလင်းတာပါကိုပြောချင်တဲ့စကားနဲ့ customer နားထောင်ချင်တဲ့စကားမကိုက်ညီသွားတဲ့အခါကျွန်တော်တို့တွေ content ဘလောက်ပဲလုပ်ထိမိရဆိုတာမရှိပါဘူးကျွန်တော်တို့ကအကောင်းဆုံးပါလို့ပြောနေပေမဲ့ customer ဘက်ကဒါကငါတို့ရဲ့ပြဿနာကိုဘယ်လိုဖြေရှင်းပေးနိုင်မလဲဆိုတဲ့အရာကိုသူတို့ကစဉ်းစားနေကြပါတယ်နောက်တစ်ပြဿနာတစ်ခုကကျွန်တော်တို့ brand မရှင်းတာပါ brand မရှင်းတဲ့လုပ်ငန်းတစ်ခုအတွက် marketing ဆိုတာကအမြဲတမ်းရောင်းဖို့ကြိုးစားရပါတယ်အဲ့လိုအမြဲတမ်းရောင်းဖို့ကြိုးစားလေလေ customer တွေဘက်ကလည်းယုံကြည်မှုကင်းမဲ့လာလေလေပါယုံကြည်မှုတော့ဒီမတိဆောက်ရသေးတဲ့အချိန်မှာရောင်းဖို့အလွန်ကြိုးစားတာက marketing နီလန်းကိုလုံးဝအောင်ထိခိုက်စေတဲ့နီလန်းဆိုတာကျွန်တော်တို့နားလည်ထားဖို့လိုပါတယ်ဒါကြောင့် marketing လုပ်နေပြီးမရောင်းရသေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ ADS ကိုမေးခွန်းမထုတ်ပါနဲ့ကို brand က customer ရဲ့နှလုံးသားထဲမှာစိတ်ထဲမှာနေရာယူပြီးပြီလားဆိုတဲ့မေးခွန်းကိုကိုအရင်ဆုံးမေးခွန်းထုတ်တင်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်ကတော့အောင်ကိုမြတ်ပါ Next Step Branding Agency ရဲ့ Content Creator တယောက်ပဲဖြစ်ပါတယ်